ထိုင်းမှာကြက်ဖတ်ရုပ်တွေအများဆုံးတွေ့ရတာကဖယင်နှစ်ပါးနဲ့ဆိုင်ပါတယ်။တစ်ခိန်းတက်စင်ဒါဂရိတ်ဖယင်တာစင်နှစ်ခိန်းနရဲဆွမ်ဖယင်နရဲဆွမ်နှစ်ပါးစလုံးကထိုင်းသမိုင်းမှာဗမာနဲ့စစ်တိုက်ပြီးတိုင်းပြည်ကိုပြန်လည်ထူထောင်ခဲ့တဲ့စစ်ဖယင်တွေဖြစ်ပြီးကြက်တိုက်ဝါသနာကြီးကြတယ်လို့ရာဇဝင်မှာထင်ရှားပါတယ်။အထူးသဖြင့်တဆင်ဖယင်တင်ပုံရိုက်ခဲ့တဲ့ကျုံးထေမဟာနခုံဘန်ကောက်မှာသူ့ကူပြီးမြန်တွေအများကြီးရှိတယ်။ဥပမာဝက်ဟုံယတနာယံလိုမျိုးဒီဘရင်တွေရဲ့ကူပြီးမြန်တွေမှာပူဇော်သူတွေကဆူတောင်းပြည့်ရင်ကြက်ဖြုတ်တွေပြန်လာလူလေးရှိပါတယ်။ပူဇော်ပစ္စည်းတွေရဲ့မှာစစ်မြင်းစစ်စင်တိုက်ကြက်ရုပ်တွေပါတယ်လို့တပ်ပြည်နယ်ကတဆင်ဖယင်ကူပြီးမြန်ရဲ့တရားဝင်ဖော်ပြချက်မှာတောင်ရေးထားပါတယ်။ဒီပူဇော်မှုတွေကကူပြီးမြန်ကသမိုင်းမှတ်တစိမ့်သက်မဟုတ်လူတွေကဆူတောင်းစုပြည့်ပြန်လာပူဇော်တဲ့အသက်ရှင်တွေရဲ့ယုံကြည်မှုနေရာဖြစ်တယ်လို့ဆိုပါတယ်။နရဲဆွမ်ဖယင်အထိမ်းအမှတ်မှာလည်းကြက်ဖြုတ်တွေအများကြီးရှိပြီးဒါကနရဲဆွမ်ဖယင်နဲ့ဗမာမင်းသားတို့ကြက်တိုက်အလောင်းစားလုပ်ခဲ့တဲ့ဒဏ္ဍာရီကိုကိုစားပြုတယ်လို့ဖော်ပြထားပါတယ်။လူတွေကဘာဆူတောင်းကြတာလဲ။ကြက်ကထိုင်းလိုကိုင်းနိုးကြားတက်ကြွမှုရဲရင်မှုမနှစောစောထမှုကံကောင်းခြင်းတင်ကေတာပါ။ဒါကြောင့်လူတွေကအထူးသဖြင့်ဒီလိုစုတွေတောင်းကြတယ်။အလုတ်ကုံတွေရေးအောင်မြင်ဖို့အစာမေးပွဲအောင်ပြိုင်ပွဲအောင်ပွဲဖို့အကန်စမ်းမဲ့စီးပွားရေးကံကောင်းဖို့အခီးသွားလုံခြုံဖို့အခက်ခဲကြော်လွှားနိုင်ဖို့တင့်ပုံတွေကရုပ်လေးတွေအောက်ခြေမှာရေးထားတဲ့ထိုင်းစာတွေကလည်းအဲ့ဒါပါပဲ။အနံချုပ်ကံကောင်းခြင်းဆောင်ယူလာအရွယ်ငုံထောင်းငွေကြေးချမ်းသာကြွယ်ဝဆူတောင်းပြေသွားရင်ကိုတက်နိုင်တဲ့အရွယ်စားချက်ဖြုတ်လေးဝယ်ပြီးပြန်လာထားခဲ့တာအဲ့ဒါကြောင့်တစ်နှစ်ထက်တစ်နှစ်ချက်ဖတွေတပုံတပင်တိုးလာနေတာပါအယောင်ဆုံးအရွယ်ဆုံးအသေးလေးကနေတင်ဒုတိယပုံတွေကလို့လူရင်ဘက်လောက်ရှိတဲ့အကြီးကြီးအထိဒါကြောင့်ဖုန်ကြီးကျောင်းတိုင်းမှာတွေ့ရတာမဟုတ်ပဲအများအားဖြင့်တဆင်အနရဲဆွမ်ကူပြီးမှန်ရှိတဲ့ဖျားเจ้าတွေဝက်ထံမီကြတဲ့အယုဒ္ဓယဝက်ပံကုန်းလိုနေရာတွေမှာအများဆုံးပါဘန်ကောက်မှာဆိုရင်ဝက်ဟုံယတနာယံမှာတဆင်ဘရင်ကူပြီးမှန်ရှိပြီးအဲ့ဒီနားမှာအခုလိုကြက်ဖြုတ်လေးတွေအပုံလိုက်တွေ့ရတတ်ပါတယ်။ဆူတောင်းခြင်းရင်ဖျားเจ้าရှိကဆိုင်လေးတွေမှာ20ပ50ဘက်ကနေစရောင်းပါတယ်စုပြည့်ရင်တော့ပိုကြီးတဲ့ကောင်ပြန်လာလူရမယ်နော်ထိုင်းလူမျိုးတွေအဲ့လိုယုံကြတယ်။